1388 ခုနှစ်မှာဂျိုဆိုးမင်းဆက်ရဲ့ပထမဆုံးဘုရင်ဟာတင့်တော်တဲ့အချိန်မှာသူ့ရဲ့စစ်တပ်ကိုပြန်လှည့်လာပြီးကိုရောမင်းဆက်ရဲ့နောက်ဆုံးမန်နိုင်ကိုအနိုင်ယူခဲ့ပါတယ်။ချိန်ချောက်မှုကိုခံစားရတဲ့ကိုရောစစ်သူကြီးတွေဟာနိုင်ငံတော်ရဲ့ယတနာတွေကိုခိုးယူပြီးပင်လယ်ပြင်ထဲကိုထွက်ပြေးသွားခဲ့ကြရာဘယ်တော့မှပြန်မတွေ့ရတော့ပါဘူး။နှစ်အတော်ကြာပြီးနောက်နန်းတော်ကနေခိုးယူမှုကြောင့်ဖမ်းဆီးဖို့ကြိုးစားနေတဲ့စစ်သားတွေစီကနေထွက်ပြေးလာတဲ့မူချီဦးဆောင်တဲ့တခိုးတစုဟာတစ်သားတုံးပေါ်မှာပင်လယ်ထဲမျောပါနေခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲသူတို့ကိုကပတိန်ဟဲယန်နဲ့သူမရဲ့ပင်လယ်ဓာတ်ပြတင်မောကတွေ့ရှိပြီးကဲတင်ခဲ့ပါတယ်။မူချီကဟဲယန်ကိုပထမဆုံးတွေ့တဲ့အခါလှပတဲ့နတ်သမီးလေးတစ်ပါးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့လအနှဲငယ်ကြာပြီးနောက်မှာတော့သူမဘလောက်စီကန်းကြီးတယ်ဆိုတာကိုသူသိလာခဲ့ပါတယ်။အုပ်စုနှစ်စုကြားမှာတင်းမာမှုတွေရှိနေခဲ့ပြီးပင်လယ်ဓာတ်ပြတွေကတခိုးတွေကိုပြင်းရပြီးညစ်ပတ်တယ်လို့ထင်ကြသလိုတခိုးတွေကလည်းဒီလူတွေဟာကုန်တယ်တင်းမောတွေကိုမတိုက်ခိုက်ပဲဂျပန်ပင်လယ်ဓာတ်ပြတွေကိုပဲတိုက်ခိုက်တာကြောင့်ပင်လယ်ဓာတ်ပြအစ်စ်တွေမဟုတ်ဘူးလို့ထင်ကြပါတယ်။ဒါအပြင်တခိုးတွေဟာသူတို့ရဲ့ခေါင်းဆောင်မူချီရဲ့စကားကိုနားထောင်ရမလားဒါမှမဟုတ်တင်းမောပိုင်ရှင်ဟဲယန်ရဲ့စကားကိုနားထောင်ရမလားဆိုတာမဝေခွဲနိုင်ဖြစ်နေကြပါတယ်။တနေ့မွန်လွဲပိုင်းမှာသူတို့ဟာနောက်ထပ်ဂျပန်ပင်လယ်ဓာတ်ပြတင်းမောတစ်စင်းကိုတွေ့ရှိပြီးတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။မူချီဟာသူဟာအတုံးဝင်ပြီးအရေးချင်းရှိကြောင်းပြသချင်တာကြောင့်အရင်ဆုံးခုန်ဆင်းသွားပြီးသူ့ရဲ့အစင်းမြင့်ဓာတ်တိုင်းပညာနဲ့ရန်သူတွေကိုအလွယ်တကူအနိုင်ယူခဲ့ပါတယ်။ဟဲယန်ရဲ့အဖွဲ့သားတွေဟာဂျပန်တင်းမောကိုတိမ့်ပိုက်လိုက်ပြီးရန်သူကောင်းဆောင်ကစကားပြောဖို့ညှင်းဆန်နေချိန်မှာသူတို့ရဲ့ကလေးတစ်ယောက်ကအရန်ကြောက်လန့်ပြီးသူတို့ဟာယန္တနာအမြောက်များကိုရှာဖွေနေတာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲဟဲယန်ရဲ့လူတစ်ယောက်ကမြေပုံကိုရှာတွေ့ခဲ့ပြီးဒီယတနာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကိုရောစစ်သူကြီးတွေခိုးယူသွားတဲ့ယတနာဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။အမျိုးသားအလုံးကအဲ့ဒီနောက်ကိုလိုက်ချင်ကြပြီးဟဲယန်ကလည်းခဏတာဝေခွဲမရဖြစ်ပြီးနောက်သဘောတူခဲ့ပါတယ်။နောက်ဆုံးမှာတော့အဖွဲ့ဟာကျွန်းတကျွန်းကိုရောက်ရှိသွားပြီးဟဲယန်ကမြေပုံဖတ်ဖို့အခက်အခဲဖြစ်နေတာကြောင့်မူချီကလမ်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။သူတို့ဟာနွားတစ်ကောင်ကိုရုတ်တရက်တွေ့လိုက်တဲ့အခါမူချီကဒါဟာကြိုဆိုတဲ့လက္ခဏာလို့ထင်ပြီးသူ့ရဲ့လူတွေနဲ့အတူလိုက်သွားခဲ့ပေမဲ့ဒါဟာနွားအုပ်ကြီးရဲ့ရှေ့ဆုံးကနွားတစ်ကောင်သာဖြစ်ပြီးသူတို့အားလုံးနွားနှင်းခံခဲ့ရပါတယ်။မူချီဟာ6ထဲကိုတွန်းချခံခဲ့ရပြီးအဖွဲ့သားတွေကသူတည်ပြီလို့ထင်နေကြပေမဲ့သူဟာတကယ်တော့အဆင်ပြေနေပြီးတကိုင်းတစ်ခုပေါ်မှာတွဲလောင်းခိုနေရင်စင်ဆွဲဟောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူပြန်တက်လာတဲ့အခါဟဲယန်ကမြေပုံပေါ်မှာဆွဲထားတဲ့စင်ဆွဲကိုမှတ်မိတာကြောင့်အဲ့ဒီစင်ဆွဲကိုချက်ချင်းယူလိုက်ပြီးအယိုးပေါ်မှာထွင်းထားတဲ့မြေပုံအစ်စ်ကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့ယတနာနောက်ကိုမလိုက်ခင်မှာသူတို့ဟာနွားနှင်းခံရလို့ရထားတဲ့ဒဏ်ရာတွေကိုအရင်ကုသရပါမယ်။ဟဲယန်ဟာတခိုးတွေရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကိုကင်တွယ်ရတာညှင်းငွေ့နေပြီးသူမကသူတို့ကိုတနာလို့သာကယ်တင်ခဲ့တာဖြစ်ကြောင်းအခုကုန်းပေါ်ပြန်ရောက်ပြီးဖြစ်လို့သူမနဲ့ဆက်ပြီးခီးသွားခြင်းရင်သူမရဲ့လက်အောက်မှာပင်လယ်ဓာတ်ပြတွေအဖြစ်နေထိုင်ရမယ်လို့ရှင်းပြခဲ့ပါတယ်။မူချီကညှင်းဆန်ခဲ့ပြီးသူ့လူတွေကသူ့ဘက်ကနေရက်တီပေးမယ်လို့ထင်ခဲ့ပေမဲ့သူတို့အားလုံးဟဲယန်ဘက်ကိုပါသွားကြပြီးမူချီတယောက်တည်းကျွန်းပေါ်မှာကြံရစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကြန့်ရှိနေတဲ့ကိုရောမင်းဆက်ရဲ့ခေါင်းဆောင်ဟာအာဏာပြန်ရဖို့ကြိုးစားနေပြီးဒဏ္ဍာရီလာစစ်သူကြီးဟောင်စုကိုအကူအညီတောင်းခဲ့ပါတယ်။ဟောင်စုကစစ်သားတွေထက်အရင်ဆုံးချမ်းသာကြွယ်ဝမှုလိုအပ်ကြောင်းဒါကြောင့်သူတို့အတွက်အကောင်းဆုံးနည်းလမ်းကဒဏ္ဍာရီလာယတနာကိုရှာဖွေဖို့ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။တင်မောပုံမှာတော့အဖွဲ့သားတွေဟာသူတို့ရဲ့အောင်မြင်မှုကိုဂုဏ်ပြုဖို့စားတောက်ပွဲလုပ်နေကြစဉ်သူတို့တတိမထားမိခင်မှာစင်ဆွဲခိုးယူခံလိုက်ရတာကိုသိလိုက်ရပါတယ်။ကြံရစ်ခဲ့တဲ့မှတ်စုအရမူချီဟာတရခန့်ဖြစ်ကြောင်းသိရတာကြောင့်ဟဲယန်ဟာစင်ဆွဲကိုပြန်ယူဖို့လူအနှဲငယ်နဲ့အတူကျွန်းကိုပြန်သွားခဲ့ပါတယ်။ကြားတစ်ကောင်နဲ့အန္တရာယ်ရှိတဲ့တွေ့ဆုံမှုအပြီးမှာဟဲယန်ဟာစွန့်ပစ်ထားတဲ့တဲအိုလေးထဲမှာမူချီကိုတွေ့ရှိခဲ့ပြီးတကယ်တော့တခိုးမက်ကီကယူသွားတာဖြစ်ကြောင်းမူချီကဝန်ခံတဲ့အထိတိုက်ခိုက်ခဲ့ပါတယ်။မူချီဟာညက်လေခေါင်မှာစင်ဆွဲခိုးဖို့တင်မောဖို့ကိုတကယ်ပြန်သွားခဲ့ပြီးမက်ကီကသူ့ကိုကူညီခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကမ်းခြေကိုရောက်ပြီးမူချီနောက်လှည့်လိုက်တာနဲ့မက်ကီကစင်ဆွဲကိုပြန်ခိုးပြီးယူသွားခဲ့တာပါ။ပိုဆိုးတာကမက်ကီဟာတင်မောပေါ်ကနေထွက်ပြေးသွားပြီးမူချီအဖြစ်ဟန်ဆောင်ကချမ်းသာတဲ့ကုန်တဲ့တယောက်စီစင်ဆွဲကိုရောင်းဖို့ကြိုးစားခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲအဖွဲ့သားတွေဟာအချိန်မီရောက်လာပြီးအယောင်းဝယ်ကိုတားဆီးကစင်ဆွဲကိုပြန်ယူနိုင်ခဲ့ပါတယ်။မက်ကီကိုကူညီခဲ့တဲ့ကုန်တဲ့ရဲ့သမီးကိုလည်းသူတို့ပြန်ပေးဆွဲခဲ့ပါတယ်။တင်မောပေါ်ပြန်ရောက်တဲ့အခါဟဲယန်ကမူချီမက်ကီနဲ့မိန်းကလေးကိုတေတံပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မူချီကိုကွမျက်ခါနီးမှာသူဟာဓာတ်တစ်ချောင်းကိုဝတ်ထားခဲ့ကြောင်းထုတ်ပြပြီးထွက်ပြေးနိုင်ခဲ့ပါတယ်။သူဟာဟဲယန်ရဲ့ရုံငန်းထဲကိုဝင်ပြီးစင်ဆွဲကိုခိုးယူကသူတို့ကိုနာကျင်အောင်လုပ်ရင်စင်ဆွဲကိုရေထဲပစ်ချမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဟဲယန်ကသူမရဲ့ဓာတ်ကိုချလိုက်ပြီးစင်ဆွဲကိုပြန်ပေးရင်ဘသူ့ကိုမှမတတ်ဘူးလို့သဘောတူခဲ့ပါတယ်။မူချီကစင်ဆွဲကိုပြန်ပေးခဲ့ပေမဲ့ဟဲယန်ကသူ့ရဲ့ဓာတ်အကြောင်းကိုအမြဲတည်နေခဲ့ကြောင်းနဲ့
သူမဟာသူတို့ကိုတတ်ချင်ရင်တတ်နိုင်တယ်ဆိုတာကိုသတိပေးပြီးသူမရဲ့ခေါင်းဆောင်မှုကိုပြန်လည်တည်ဆောက်ခြင်းယုံသာဖြစ်ကြောင်းပြောကာသူ့ကိုရေထဲတွန်းချလိုက်ပါတယ်။မူချီနဲ့မက်ကီတို့ကိုအလုတ်ကျန်းလုပ်ဖို့စေလွတ်လိုက်ပြီးဟယ်ယန်နဲ့သူမရဲ့လူတွေဟာစင်ဆွဲကိုဖုံးအုပ်ထားတဲ့အဝတ်ကိုဖယ်ရှားလိုက်ပေမဲ့အဲ့ဒီပေါ်ကစာသားတွေဟာလှုပ်ဝက်ကုတ်တွေဖြစ်နေတာကြောင့်သူတို့မဖတ်တတ်ကြပါဘူး။တစ်ချိန်တည်းမှာပဲစစ်သူကြီးဟောင်ဆူဟာဘုံကြီးတစ်ပါးကိုနှိပ်စက်ပြီးယတနာရှိတဲ့နေရာကိုမေးမြန်းခဲ့ကယတနာကိုရှာတွေ့ရင်သူ့ကိုနောက်ထပ်ဖရင်အဖြစ်ခန့်အပ်ဖို့မင်းဆက်ခေါင်းဆောင်ကိုတောင်းဆိုခဲ့ပေမဲ့သူ့ရဲ့တောင်းဆိုမှုကိုလက်မခံခဲ့ပါဘူး။တင်မောပေါ်မှာတော့အဖွဲ့သားတွေဟာလှုပ်ဝက်စာသားကိုအောင်မြင်စွာအတိတ်ပဲဖော်နိုင်ခဲ့ပြီးအဲ့ဒါကသတ်မှတ်ထားတဲ့နေရာတစ်ခုကိုညွှန်ပြနေပါတယ်။သူတို့ဟာရွက်လွှင့်ခဲ့ကြပြီးမုန်တိုင်းတွေနဲ့ရန်သူတိုက်ခိုက်မှုတွေအပါအဝင်စိန်ခေါ်မှုအမျိုးမျိုးကိုရင်ဆိုင်ခဲ့ကြရပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာယတနာရှိတဲ့နေရာကိုရောက်ရှိသွားခဲ့ပေမဲ့သူတို့တယောက်တည်းမဟုတ်ပါဘူးစစ်သူကြီးဟောင်ဆူးနဲ့သူ့ရဲ့လူတွေလည်းရောက်ရှိနေကြပါတယ်ပင်လယ်ဓားပြတွေနဲ့စစ်သူကြီးရဲ့တပ်ဖွဲ့တွေကြားမှာအကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲအရှိန်မြင့်နေချိန်မှာမူချီနဲ့ဟောင်ဆူးတို့ဟာနောက်ဆုံးရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်မူချီဟာဟောင်ဆူးကိုအနိုင်ယူနိုင်ခဲ့ပြီးပင်လယ်ဓားပြတွေဟာယတနာကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်သူတို့ဟာသူတို့ရဲ့တင်မောဘော်ကိုပြန်လာခဲ့ကြပြီးသူတို့ရဲ့အောင်ပွဲနဲ့ရှာဖွေတွေ့ရှိခဲ့တဲ့ယတနာတွေအတွက်ဂုဏ်ပြုခဲ့ကြပါတယ်ဟယ်ယန်နဲ့မူချီတို့ဟာတဦးကိုတဦးလေးစားမှုနဲ့ချစ်ခင်မှုကိုပြသခဲ့ကြပြီးအနာဂတ်မှာကပတိန်နှစ်ယောက်ဖြစ်အတူတကွရှိနေမယ့်အကြောင်းအရေးအမွဲပြသခဲ့ပါတယ်။ဗီဒီယိုဟာသူတို့ရဲ့နောက်ထပ်စွန့်စားခန်းအတွက်အဆင်သင့်ဖြစ်နေတဲ့တင်မောကြီးနေဝင်ချိန်တွေကိုရွက်လွှင့်သွားရင်းနဲ့အဆုံးသတ်သွားပါတယ်။ကြည့်ရှုပေးအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။အကယ်၍ဒီဗီဒီယိုကိုနှစ်သက်တယ်ဆိုရင် like လုပ်ဖို့နဲ့နောက်ထပ်ဗီဒီယိုတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။